အားလုံးပဲမင်္ဂလာပါရှင်ရွှေခိုင် channel လေးကနေပြန်လည်ကြိုဆိုပါရရှင်ဒီနေ့ sharing လုပ်သွားပေးမယ်အကြောင်းအရာလေးကတော့ financial statement preparation using by Excel function ဆိုတဲ့အကြောင်းအရာလေးကို sharing လုပ်ပေးသွားမှာပဲဖြစ်ပါတယ် sharing လုပ်ပေးသွားမယ်အကြောင်းအရာတစ်ခုချင်းစီကိုဒီ screen ကနေပြီးတော့ရှင်းပြသွားမှာပဲဖြစ်ပါတယ်ရှင် financial statement မှာဆိုရင် balance sheet နဲ့ profit and loss ကိုကျွန်မကအဓိကထားပြီးတော့ share လုပ်ပြီးတော့မှာပဲဖြစ်ပါတယ် balance sheet မှာဆိုရင် asset liability equity ဆိုပြီးတော့အချက်၃ချက်ရှိပါတယ် profit and loss မှာဆိုရင် income နဲ့ expense ဆိုပြီးတော့အချက်၂ချက်ရှိပါတယ်ရှင် balance sheet မှာဆိုရင်ဒီ asset အောက်မှာ non current asset နဲ့ current asset ဆိုပြီးရှိပါတယ် non current asset အောက်မှာဆိုရင် property plant and equipment accumulated depreciation ဒါတွေကိုထည့်သွင်းရေးဆွဲကြပါတယ်အခြား item တွေတော့ရှိပါတယ် goodwill တို့ intangible asset တို့ဒါတွေတော့ရှိပါတယ်ဒါပေမဲ့ဒီနေ့ရှင်းလင်းသွားမယ်အကြောင်းအရာတွေမှာကဒီ property plant and equipment အကြောင်းကိုပဲအဓိကထားပြီးပြောသွားမှာမို့လို့အခြားအကြောင်းအများကြီးကိုထည့်သွင်းမဖော်ပြတော့ပါဘူး current asset အောက်မှာဆိုရင် cash bank inventory trade other receivable advance prepayment တွေပါဝင်ပါတယ် liability အောက်မှာဆိုရင် non current liability နဲ့ current liability ရှိပါတယ် non current liability အောက်မှာ long term loan over 1 year ပါဝင်မယ် current liability အောက်မှာ trade other payable accrue short term loan within 1 year ဒါတွေပါဝင်မယ် equity အောက်မှာဆိုရင် equity ရှိမယ် retain earning ရှိမယ် profit and loss အောက်မှာ income နဲ့ expense နဲ့ဆိုပြီးတော့ခေါင်းစဉ်နှမျိုးရှိမယ် income အောက်မှာ revenue ကိုထားမယ် cost of sale ကိုလည်းထားမယ် expense အောက်မှာတော့ administration expense selling and distribution expense finance expense အကယ်၍ထပ်ခွဲကျင်နေဆိုရင်တော့အကြောင်းအများစွာခွဲလို့ရပါတယ်ဒါပေမဲ့ဒီနေ့ sharing လုပ်သွားမယ့်အချက်ထဲမှာဆိုရင် depreciation salary ဒါလေးကိုတော့ခွဲပြီးတော့ထည့်သွင်းထားပါတယ် business salary ကို create လုပ်ပြီးတော့ပြပြပေးသွားမှာဖြစ်တဲ့အတွက် company name ကို A company limited လို့ပေးထားပါတယ် capital inject ကိုအုံနာဥဖြူကနေပြီးတော့3,500ထည့်ဝင်ပေးထားပါတယ်ဘဏ်နဲ့ထည့်ဝင်ပေးထားတယ်ပြီးကြတော့သူ့ရဲ့တငယ်ချင်းဦးမြရှိကနေပြီးတော့လုံးချီးငွေချီထားပါတယ်3,100မှာအဲ့ဒါကတော့ cash နဲ့ချီထားပါတယ် interest အတိုး rate နေနဲ့2%နဲ့ဒါ business scenario လေးကို create လုပ်ထားပါတယ်အခု capital inject လုပ်လိုက်တဲ့ဒီ borrow loan လုပ်လိုက်တဲ့အကြောင်းအရာတွေအတွက် document type တွေလိုအပ်ပါတယ် document preparation လုပ်တာကနေစပေါ့နော်ဒီ sharing လုပ်မဲ့ session လေးထဲမှာပြပြပြီးသွားမှာပဲဖြစ်ပါတယ်ဒီ prepare document ဒီခုရရှိထားတဲ့ data တွေပေါ်မှာ document type create လုပ်ဖို့ဆိုရင် currency note ကို document type အနေနဲ့ create လုပ်ပါမယ် currency note လေးကိုတော့အခုလိုမျိုးပဲ create လုပ်ပါမယ် company A limited currency note ဒီအကြောင်းအရာလေးတွေကိုထည့်သွင်းပေးထားပါတယ်လုံးချီးငွေအတွက်ကတော့ဒီ currency လေး borrow loan ဆိုပြီးတော့ဒီလိုမျိုးလေး create လုပ်လို့ရပါတယ်ဒါ currency note create လုပ်ပုံလေးကိုဖော်ပြထားပေးတာပါချက်လက်ကလေးတွေကတော့ date ပါမယ်ဖေးရပါမယ်ဒီ currency note number လေးပါမယ်အောက်မှာ approval လေးတွေ cashier လေးတွေဖေးရလေးတွေဒါလေးတွေကိုထည့်သွင်းထားလို့ရပါတယ်ခုလိုမျိုး capital inject လုပ်လိုက်တာရဲ့ borrow loan လုပ်လိုက်တဲ့ရဲ့အတွက်Excel entry လေးကိုသွင်းပါမယ်ဘဏ်မှာငွေရထားတာဖြစ်တဲ့အတွက်ဘဏ်ဘုတ်မှာသွားတင်မယ် capital inject ကကြတော့ borrow loan ကကြတော့ cash နဲ့ရထားတာဖြစ်တဲ့အတွက် cash book ရှိမှာ data entry သွားတင်မယ်ဒီလိုမျိုးဘဏ်ဒီ cash ကြီးမှာထည့်ပေးပြီဆိုလို့ရှိရင် GL ရှိမှာလဲ data entry သွင်းပါမယ်GL ရှိမှာဆိုလို့ရှိရင် data သွင်းတဲ့အချိန်မှာကျမတို့က plus minus sign ကိုသုံးပြီးတော့ပဲ data entry သွင်းပါမယ် debit credit column ဒီမှာ debit credit ဆိုပြီးတော့မထည့်သွင်းဘဲနဲ့ plus minus သဘောတရားကိုထည့်သွင်းပြီးတော့ GL ရှိမှာစာရင်းကိုသွင်းပါမယ် amount column မှာတော့ subtotal Excel function လေးကိုသုံးပါမယ် subtotal Excel function လေးကဒီ GL ရှိမှာဆိုလို့ရှိရင်အမြဲတမ်း0ဖြစ်နေရမှာပဲဖြစ်ပါတယ်ရှင်
capital ကိုထည့်သွင်းမယ်ဆိုလို့ရှိရင်တော့ဘဏ်နဲ့ capital ရရှိထားဖြစ်တဲ့အတွက်ဘဏ်မှာ debit နဲ့ capital မှာ credit ဆိုပြီးတော့စာရင်းသွင်းရပါမယ်။ loan ကတော့ cash နဲ့ရရှိထားဖြစ်တဲ့အတွက် cash မှာ debit နဲ့ loan မှာ credit ဆိုပြီးတော့စာရင်းသွင်းရမှာပဲဖြစ်ပါတယ်။ဒါလေးကို Excel လေးမှာ GL လေးနဲ့စာရင်းသွင်းထားလေးရောဘဏ်ဘုတ်မှာစာရင်းသွင်းထားတဲ့ပုံလေးရောပြပေးပါမယ်။ဘဏ်ဘုတ်မှာဆိုလို့ရှိရင်ခုလိုမျိုးလေးဘဏ်ဘုတ်ထဲမှာစာရင်းလေးကိုသွင်းပါမယ်။ Excel ဆွဲထားတဲ့ပုံလေးကတော့ document number ပါမယ် date ပါမယ် description ပါမယ် name ပါမယ် invoice number ပါမယ် COA ပါမယ် transaction currency ပါမယ် amount currency တွေပါမယ်ဒါကတော့ကို customize ဆွဲတဲ့အတိုင်းလေးတော့ဆွဲထားလို့ရပါတယ်ဒါက cash book မှာစာရင်းသွင်းထားတဲ့ပုံမှာဒါကတော့ GL ရှိမှာစာရင်းသွင်းထားတဲ့ပုံမှာဒီလိုမျိုးလေးတွေကတော့ financial statement ဆွဲဖို့အတွက်ဒီလိုအကြောင်းအရာလေးတွေဒီလိုအချက်လက်ကလေးတွေကတော့ပြင်ဆင်ဖို့လိုအပ်ပါတယ်။ဒါကတော့ GL ရှိမှာ capital receipt လုပ်ထားတဲ့ဟာကိုဘဏ်မှာ plus sign နဲ့သွင်းပြီးတော့ capital မှာ minus sign နဲ့ entry ကို row နှစ်ကြောင်းနဲ့သွင်းပါမယ်။ဒီလို row နှစ်ကြောင်းနဲ့သွင်းတဲ့အချိန်မှာမှတ်သားရမယ့်အချက်ကလေးတွေကဆိုရင်ဘဏ်ပေါ့နော်ခုနကပြောပြခဲ့သလိုပဲဘဏ်ဆိုရင် current asset ဖြစ်တဲ့အတွက် current asset ဆိုတဲ့ COA လေးကိုထောင်ထားရပါမယ်ဒါကတော့ COA ထောင်ထားတာလေးပါ COA ထောင်တဲ့အချိန်မှာတော့ကိုယ့်ရဲ့ COA description လုပ်မဲ့ဟာရယ် COA account type ရယ်ကိုကဒါကို balance sheet မှာဖော်ပြမဲ့ဟာလား profit and loss မှာဖော်ပြမဲ့ဟာလားဆိုပြီးတော့ဒီလိုမျိုးအချက်လက်လေးတွေကိုဒီ COA ရှိမှာထည့်သွင်းထားရပါမယ်ဘဏ်ကိုတော့ current asset လို့သတ်မှတ်ပြီးတော့ balance sheet မှာထားပါမယ် capital ကိုကတော့ equity လို့သတ်မှတ်ပြီးတော့ balance sheet မှာထားပါမယ်အဲ့ဒါကိုဒီ COA မှာခုကဲ့သို့သတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင် GL မှာဒီ account type နေရာလေးမှာ VLOOKUP function ကိုသုံးပြီးတော့ကိုထည့်သွင်းလိုက်တဲ့ COA description နေရာမှာဘဏ်လို့ကိုကထည့်သွင်းလိုက်တယ်ဆိုရင်ဒါကဘလို့အကောင့်မျိုးစားလဲဆိုတဲ့အကြောင်းအရာကို VLOOKUP နဲ့ COA နဲ့လှမ်းချိတ်ထားရပါမယ်နောက်တစ်ခုအနေနဲ့ကကြတော့ balance sheet item မှာဖော်ပြမယ့်ဟာလား profit and loss ဇယားကွက်မှာဖော်ပြမယ့် item လားဆိုပြီးတော့ဒါကိုလည်း VLOOKUP ကလေးနဲ့ခေါ်ပြီးတော့ထည့်ထားပေးရပါမယ်ခုလို capital နဲ့ loan ကို transaction သွင်းပြီးသွားပြီဆိုရင်နောက်ထပ် business scenario လေးတွေကိုဆက်ပြီးတော့ create လုပ်ပါမယ်ဘဏ်က current asset ဖြစ်တဲ့အတွက် balance sheet ဇယားကွက်မှာဒါကိုထည့်သွင်းရေးဆွဲပါမယ် cash က current asset ဖြစ်တဲ့အတွက် balance sheet ဇယားကွက်မှာထည့်သွင်းရေးဆွဲပါမယ် capital က equity ဖြစ်တဲ့အတွက် balance sheet ဇယားကွက်မှာထည့်သွင်းရေးဆွဲပါမယ် loan က current liability ဖြစ်တဲ့အတွက် balance sheet ဇယားမှာပဲထည့်သွင်းရေးဆွဲပါမယ်ဒီ account type တွေကို VLOOKUP function သုံးပြီးတော့ Excel ထဲမှာ GL ရှိမှာတွားရောက်ထည့်သွင်းပါမယ် balance sheet နဲ့ profit and loss column ကိုလည်း VLOOKUP function ကိုသုံးပြီးတော့ GL Excel မှာတွားရောက်ပြီးတော့ update လုပ်ထားပါမယ်ဒါကတော့ COA လေးကိုထည့်သွင်းပြီးတော့သတ်မှတ်ရမယ်ပုံစံလေးပါကျမတို့office run ကို12လငှားရမ်းပါမယ်တစ်နှစ်စာ320နဲ့ cash နဲ့ငွေပေးချေလိုက်ပါမယ် warehouse run ကို12လစာ66သိန်း cash နဲ့ငှားရမ်းလိုက်ပါမယ် office furniture နဲ့ equipment ကိုလည်း35သိန်းနဲ့ကျမတို့ဝယ်ယူလိုက်ပါမယ်အဲ့အတွက် document လေးတွေ prepare လုပ်ရပါမယ် payment note document လေး prepare လုပ်ရပါမယ်ဒီ office run တွေ warehouse run တွေက12လစာငှားရမ်းထားတာဖြစ်တဲ့အတွက်စီးရင်သဘောတရားအရ amortization နဲ့သွားရပါမယ်
amortization နဲ့သွားမှာဖြစ်တဲ့အတွက် amortization Excel file လေးတွေကိုတော့ဒါ create လုပ်ထားမှာပဲဖြစ်ပါတယ်ဒီ office furniture ဆိုလဲ35သိန်းမို့ဝယ်ယူထားတာဖြစ်တဲ့အတွက် fixed asset အနေနဲ့ Excel ပြင်ဆင်ထားရမယ် depreciation report တွေကိုပြင်ဆင်ထားရပါမယ်ဒီ depreciation report တွေ amortization တွေကလစဉ်ထည့်သွင်းသွားမှာဖြစ်တဲ့အတွက်ငွေကလည်းမထွက်တော့ဘူးဒါပေမဲ့ transaction အနေနဲ့လည်းသွင်းယူရမှာဖြစ်တဲ့အတွက်လစဉ် journal entry တွေသုံးပြီးတော့ကျမတို့ကထည့်သွင်းပြီးတော့စာရင်းရေးဆွဲပါမယ်ပြင်ဆင်ထားတဲ့ document တွေအတိုင်းကို cash book မှာစာရင်းသွင်းမယ် GN ရှိမှလည်းကျမတို့စာရင်းသွင်းပါမယ်cash book မှာ office rent ထွက်လိုက်တယ် warehouse rent ကို office rent ကို Excel မှာကျမတို့ငွေထွက်ပါမယ် office နဲ့ warehouse rent ကိုဦးလာစီကနေကျမတို့ကငှားရမ်းထားဖြစ်တဲ့အတွက်2မျိုးပေါင်း330အထွက်ပြလိုက်ပါမယ် minus နဲ့အထွက်ပြလိုက်ပါမယ် office furniture 35သိန်းဝယ်တာကိုလည်း minus နဲ့အထွက်ပြလိုက်ပါမယ်ဒီနှစ်ခု update လုပ်လိုက်တဲ့အရာ cash book မှာ update လုပ်လိုက်တာအတွက်ကို GR ရှိမှလည်းကျမတို့လိုက်ပြီးတော့ update လုပ်ရပါမယ် office rent ကို GR မှာ330ထည့်သွင်းပါမယ်ဒီ office rent က advance ဖြစ်တဲ့အတွက်ကြိုပေးထားတာဖြစ်တဲ့အတွက်ကျမတို့က advance prepayment ဆိုတဲ့စီးရင်ကောင်းစဉ်အောက်မှာဒါကိုထည့်သွင်းရေးဆွဲပါမယ်ငွေထွက်သွားတာကိုတော့နောက်ဒုတိယတစ်လိုင်းနဲ့ထည့်သွင်းရေးဆွဲပါမယ် cash ကနေငွေထွက်သွားတာပါဒီ advance prepayment ဟာဆိုရင် current asset အမျိုးအစားဖြစ်တဲ့အတွက် current asset အောက်မှာ record လုပ်မယ် balance sheet item အနေနဲ့ကျမတို့ကစာရင်းသွင်းမယ် transaction တစ်ခုဖြစ်တိုင်းမှာကျမတို့က COA မှာလာပြီးတော့ update လုပ်ပေးရပါမယ်ကိုက advance prepayment ကိုဘယ်အောက်မှာထားချင်တာလဲ current asset အောက်မှာထားချင်တာဒါဆိုရင် balance sheet item လို့ဒါကိုရွေးချယ်မှာလားဒီလိုမျိုးနဲ့ထည့်သွင်းရပါမယ် COA မှာ amortization ကျမတို့ Excel လေးနဲ့ပြင်ဆင်ထားတဲ့ဟာကိုလည်းဖော်ပြပါမယ်ဒါကတော့ amortization report လေးကိုပြင်ဆင်ထားပေးတဲ့ပုံမှာ office rent ကိုကျမတို့ဘယ်နေ့ကနေစငှားလဲအကုန်ဆုံးရက်ကဘယ်နေ့မှာရှိတာလဲဒါလေးတွေကိုကျမတို့ကမှတ်သားထားမယ်တိုတယ်ငွေအမောက်ဘယ်လောက်လဲမှတ်သားထားမယ်ပြီးရင်ဘယ်လကနေစပြီးတော့ဒီငှားရမ်းကားရဲ့တက်ရောက်မှုကဘယ်လကနေစတင်တာလဲစတင်တဲ့လတွေကနေစပြီးတော့ဒီငှားရမ်းမှုတက်ရောက်တဲ့လကနေစပြီးတော့တလရဲ့ငွေအမောက်ကိုစရိတ်ဖြစ်နေကျမတို့ကနှုတ်သွားရမယ်ဒီလိုနှုတ်လိုက်တဲ့ဟာကို journal လေးတွေနဲ့ကျမတို့ကရိုက်ပြီးတော့ဖော်ပြသွားမယ်စာရင်းရေးဆွဲသွားမယ်ပေါ့နော်ဒါက office rent လေးကိုကျမတို့က journal ရိုက်ထားတာပါ rent မှာကျမတို့စာရင်းသွင်းပြီးတော့ advance prepayment ကနေစာရင်းသွင်းလုပ်ရပါမယ်ဒီလိုပုံစံလေးနဲ့ဒါစာရင်းရေးဆွဲထားရပါမယ်ဒါ amortization အတွက်ပါ fixed asset အတွက်ဆိုလဲ